အဲ့ဒီလိုနဲ့မိုးမမြင်လေးမမြင်ပတ်စံတွေအများကြီးတုံးပစ်လိုက်ကြတာပေါ့ဗျာဒါကိုပဲစိတ်လိုက်ကောက်တီးတုံးဖြုံးတာလို့ခေါ်တာလားမသိဘူးကျွန်တော်ဆိုလို့လဲပြီးရောစိုင်ပိုင်ရှင်ကန်နီကငွေသားအထက်လိုက်ကြီးလာပေးပြီးအားရညဆိုလာဆိုအောင်တော်တဲ့ကျွန်တော်လဲဝမ်းသာအားရကျေးဇူးတင်ကြောင်းခေါင်းငိမ့်ပြီးပတ်စံတွေကိုတေချာထက်ကအငှားအိမ်လေးစီပြန်ခဲ့တယ်အခုထိတောင်မယုံနိုင်သေးဘူးဗျအတိတ်ဘဝတုန်းကဆိုရင်ခါကျိုးမတက်အုပ်တဲ့အလုပ်ကိုတစ်လလုံးလုံးမှဒေါ်လာ9000ရတာအခုတော့တညရဲနဲ့ရသွားခဲ့ပြီလေနောက်နေ့မနေ့ကျတော့စတူဒီယိုတေးသေးလေးတစ်ခုစီသွားပြီးတချင်း3ပုတ်လုံးပြန်သွင်းလိုက်တယ်အိမ်ပြန်ရောက်တာနဲ့အဲ့ဒီတချင်းတွေကို streaming platform ပေါ်တင်လိုက်တာပေါ့နိုင်ဝက်လောက်ကြာတော့နားထောင်သူတယောက်တည်းပဲရှိသေးလို့ခဏတော့စိတ်တက်ကြသွားခဲ့တယ်ကြည့်ရတာ promotion လုပ်ဖို့နီးလန်းရှာမှရတော့မယ်အဲ့ဒီအချိန်မှာပဲမသိတဲ့နံပါတ်တစ်ခုစီကဖုန်းဝင်လာတယ်ကြည့်လိုက်တော့ The Ultimate Voice ဆိုတဲ့တချင်းဆိုပြိုင်ပွဲကထုတ်လုပ်သူဖြစ်နေတာဗျသူကကျွန်တော်ကိုအစီအစဉ်တစ်ပိုင်းမှာပါဝင်ဖို့ဖိတ်ခေါ်ချင်တာပါတဲ့အိပ်ပျော်နေတော့ခေါင်းအောင်လာပေးသလိုအချိန်ကြိုက်ပါပဲတချင်းတွေကို promotion လုပ်ဖို့အခွင့်အရေးကောင်းပေါ်လာတာပေါ့ကျွန်တော်လည်းချက်ချင်းလက်ခံလိုက်တာပေါ့ထုတ်လုပ်သူနဲ့အသေးစိတ်ပြောကြည့်တော့တချင်းတစ်ပုတ်ဆိုယုံနဲ့တင်ဒေါ်လာ2000ရမှာတဲ့အဲ့ဒီနေ့မိုးလွဲပိုင်းမှာတင်ပြိုင်ပွဲအတွက်လျှို့ဝှက်လက်နက်အဖြစ်တချင်းတစ်ပုတ်ချက်ချင်းရေးလိုက်ပြီးကြိုတင် record တောင်သွင်းထားလိုက်သေးတယ်ဒီတစ်ခါတော့ထိတ်ဆုံးအထိတက်မှာအဲ့ဒီညမှာမာကတ်ကိုညနေစာစားဖို့ခေါ်ပြီးလမ်းဘေးအကင်ဆိုင်မှာတောက်ကြရင်စကားပြောကြတယ်မာကတ်ကြည့်ရတာရင်ထဲမှာတခုခုစိတ်နေတဲ့အတိုင်းပဲတောက်နေပြီးစကားတိတ်မပြောဘူးမေးဘူးမေးမြန်းလုပ်ကြည့်တော့မှအားကစားယုံကမမတွေကသူ့ကိုအောက်တန်းကြလာဘလူးပလဲလုပ်ကြလို့တဲ့မာကတ်ကလုံးဝလက်မခံပဲညှင်းဆန်ခဲ့တော့ဧည့်သည်နဲ့မစီမဆိုင်ပြဿနာတက်သွားတယ်အဲ့ဒါနဲ့ပဲအားကစားယုံကပြဿနာပြေးလဲအောင်ဆိုပြီးသူ့ကိုချက်ချင်းအလုတ်ထုတ်ပစ်လိုက်တာတဲ့ကျွန်တော်လည်းဘာမပြောညမပြောနဲ့ပောက်ကွဲပြီးရေလိုက်မိတယ်မာကတ်ယာမင်းမအဲ့ခံယောက်ျားလေးလှုပ်လို့ရတဲ့ရုပ်ရည်မျိုးရှိမှန်းကလုံးဝမသိခဲ့ဘူးပေါ့မာကတ်မျက်နှာတစ်ပြင်လုံးနီးရဲသွားပြီးဘာမှမပြောပဲစိတ်ဆိုးဆိုးနဲ့ဘီယာတစ်ပလင်းလုံးအကုန်မောတောက်လိုက်တယ်အဲ့ဒါကိုမြင်တော့ကျွန်တော်စားနောက်နေတာကိုရက်လိုက်ပြီးတကယ်လေးလေးနက်နက်မေးလိုက်တယ်မာကတ်မင်းငါနဲ့လာအလုပ်လုပ်ပါလားအခုလောလောဆယ်ငါရဲ့မန်နေဂျာလုပ်ပြီးငါပတ်စံရလာရင်ငါတို့အတူတူကုမ္ပဏီတစ်ခုထောင်ကြတာပေါ့မာကတ်ကဝမ်းသာအားရခေါင်းငိမ့်ရှာတယ်ဖြောပြရေးလောကထဲဝင်ဖို့တင်မကပဲတနေ့မှာကိုပိုင်ကုမ္ပဏီထောင်ဖို့ပါအတီးစီစဉ်နေမှန်းသူလုံးဝမထင်ထားခဲ့ဘူးလေကျွန်တော်အိတ်ထဲကနေဒေါ်လာ2000ဆွဲထုတ်ပြီးသူ့ရှိမှတင်ပေးလိုက်တယ်ဒါမင်းအတွက်ပါရိုင်ယန်မင်းငါကိုဘာလို့ပတ်စံပေးနေတာလဲငါမယူချင်ပါဘူးမင်းငါမသိဘူးထင်လို့လားဟိုတခါဗီဒီယိုတုန်းကမင်း promotion လုပ်ဖို့ဒေါ်လာ1000တိတ်တစိတ်သုံးခဲ့တာလေငါညီကိုအရှုံးမခံခိုင်းနိုင်ပါဘူးနောက်ဆုံးတော့မာကတ်နဲ့ကျွန်တော်ဒီနေရာမှာတင်သဘောတူညီချက်ရသွားခဲ့ပြီးနည်းနည်းထပ်တောက်ပြီးတာနဲ့ Starlight Lounge ဆိုင်ကိုအတူတူအလုပ်လုပ်ဖို့ထွက်ခဲ့ကြတယ်အဲ့ဒီညမှာတော့အနီရောင်ဝိတ်မမပေါ်မလာဘူးအခြားဧည့်သည်အချို့ကပန်းချင်းတွေပို့ကြပေမဲ့အကြီးကျယ်တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တိတ်တော့စိတ်မဝင်စားပါဘူးတညကိုဒေါ်လာရာခဏန်းရနေုံနဲ့တင်ကျွန်တော်အတွက်ရောက်ရဲနိုင်ပါပြီနှစ်ရက်ကြာတော့ Marcus နဲ့ကျွန်တော် The Ultimate Voice ပြိုင်ပွဲရိုက်ကွင်းစီရောက်သွားကြတယ်ထုတ်လုပ်သူကကျွန်တော်ကိုမြင်တော့မျက်လုံးတွေလင်းလက်သွားပြီးနှွေးထွေးစွာလက်ဆွဲနှုတ်ဆက်တယ် Ryan မင်းရဲ့ Someone Like You တချင်းကတကယ်ကိုအံ့ဩစရာပဲငါတို့လိုအသက်လက်ပိုင်းယောက်ျားတွေရဲ့နောင်တတွေနဲ့မပြောထွက်ခဲ့တဲ့နာကျင်မှုတွေကိုအပြည့်အဝဖန်ဆုပ်ထားနိုင်တယ်ကျွန်တော်ခေါင်းကိုပို့ရင်နည်းနည်းအနေရခတ်သွားတယ်ကျွန်တော်ကဘွဲရတာမကြသေးတာဘသူကခမည်းနဲ့အတူအသက်လက်ပိုင်းလို့ပြောလို့လဲစကားနည်းနည်းပြောပြီးတာနဲ့ထုတ်လုပ်သူထွက်သွားတယ်မာကတ်နဲ့ကျွန်တော်ဝန်ထမ်းတစ်ယောက်နောက်လိုက်ပြီးမိတ်ကပ်ပြင်ခန်းစီသွားခဲ့ကြတယ်ရိုက်ကွင်းမှာမိတ်ကပ်ပြင်ခန်းစုစုပေါင်း3ခန်းရှိပြီးပထမ2ခန်းကလူပြည့်နေပြီလေမိတ်ကပ်ဆီယာမကကျွန်တော်တို့ကိုတတိယခန်းနဲ့ခေါ်သွားပြီးပြင်ဆင်ပေးဖို့လုပ်တယ်မာကတ်ကဘေးမှာထိုင်ပြီးရင်းနေရှာတယ်ကျွန်တော်မိတ်ကပ်ပြင်တာသူတခါမှမမြင်ဘူးလေအစားတောက်ပို့တာနဲ့အုပ်တယ်တာပဲမာကတ်မြင်ဘူးတာကိုမိတ်ကက်ဆီယာမစာပြင်ခါရှိသေးမိမတယောက်ကတကားကိုရုတ်တရက်ဆောင်တုံးဖွင့်ဝင်လာပြီးရိုင်းဆိုင်စွာပြောတော့တာပဲနင်တို့နှစ်ယောက်အရင်ထွက်ပေးကြပါငါတို့မိတ်ကက်ပြင်မလို့ကျွန်တော်လည်းအားအသင့်သွားပြီးဒီပွဲကမိတ်ကက်ခန်းတန်းစီတာတောင်လာလူလို့ရရင်ဘလောက်တောင်စနစ်မကျတာလဲလို့တွေးလိုက်မိတယ်မိတ်ကက်ဆီယာမလည်းတင်းကနေဖြစ်သွားတယ်ဒီလိုအခန်းမျိုးတစ်ခါမှမကြုံဘူးတော့ဘလို့ကင်တွေရမှန်းမသိဘူးဖြစ်နေတာအဲ့ဒီမိမကကျွန်တော်တို့ဘာမှမလုပ်တာမြင်တော့စိတ်တူတူနဲ့ထားအော်တယ်နင်တို့ကနှစ်တစ်ကူရောက်မှထွက်ကြမှာလားအခုချက်ချင်းထွက်ပေးမာကတ်ကရှေ့တက်ပြီးရန်ဖြစ်တော့မလို့ဒါပေမဲ့ကျွန်တော်သူ့လက်ကိုဆွဲပြီးတားလိုက်တယ်သူတို့ကိုအရင်ပေးလိုက်ပါငါအတွက်တော့ဘာမှမဖြစ်ပါဘူးအဲ့ဒါနဲ့အပြင်ထွက်လိုက်တော့တကားဝမှာခေါင်းငုံပြီးဖုံးပို့နေတဲ့အဝတ်အစားတရရက်နဲ့ချုံမောတဲ့မင်းသားပေါက်၁၁ယောက်ရက်နေတာတွေ့ရတယ်ကျွန်တော်တို့ဘေးကပတ်ထွက်သွားတော့သူကမထီမဲ့မြင်အတန်တစ်ချက်ပြူလိုက်ပြီးမိတ်ကက်ခန်းထဲဝင်ကတကားကိုဝုန်းခနဲ့စောင့်ပိတ်ပစ်လိုက်တယ်မိတ်ကက်ဆီယာမကတော့ဒေါသတကြီးနဲ့သူ့ကိုယ်သူဘာမို့လို့ဒီလောက်ယောဂထားနေတာလဲအသက်30ရှိပြီကိုမျက်နှာတစ်လေးလိုပြုမှုနေတော့မယ်တဲ့မာကတ်နဲ့ကျွန်တော်ကဖြောပြရေးလောကအကြောင်းသိမသိတာကြောင့်စုံစမ်းကြည့်လိုက်တော့အဲ့ဒီကောင်ရဲ့နာမည်က Jaden Cross တဲ့ Dynasty Entertainment ကထိပ်တန်းအမှုပညာရှင်တစ်ယောက်ပေါ့အဲ့ဒီဖြစ်ပျက်ပြီးတဲ့နောက်ကျွန်တော်လည်းမိတ်ကပ်မပြင်းတော့ပဲမာကတ်နဲ့အတူစင်နောက်ဖက်မှာပဲသွားဆောင်နေလိုက်တော့တယ်ည9နာရီကျတော့အခကြေးငွေပေးထားတဲ့ကြီးစုသူ200ရဲ့ရှေ့မှာရိုက်ကူးရေးတရားဝင်စတင်ခဲ့တယ်
အခမ်းအနားမှုကစင်ပေါ်အရင်တက်ပြီးစီးမြင့်တွေကိုရှင်းပြတယ်ဒီအစင်မှာမတူညီတဲ့နယ်ပယ်တီးတီးကအဆိုတော်၈ယောက်ကမဲနိုင်ပြီးတယောက်ချင်းစီပြန်ရမှာပါဒိုင်း၃ယောက်ကအမှတ်ပေးမှဖြစ်ပြီးအနိုင်ရသူ၄ယောက်ပဲနောက်တစ်ဆင့်တက်ခွင့်ရမယ်မီးရောင်တွေပြောင်းလဲသွားတာနဲ့ဒိုင်း၃ယောက်တယောက်ပြီးတယောက်ဝင်လာကြတယ်နာမည်ကြီးဂီတဝေဖန်သူ Nathan Wells အတိမတ်ပြုခံထားရတဲ့တချင်းရေးဆရာ Brain Cole နဲ့ကျေပွင့် Manager Trent Ashford တို့ပါပဲအဲ့ဒါကိုကြားတော့ Marcus နဲ့ကျွန်တော်ကြည့်လိုက်ကြပြီးအံ့အားသင့်သွားတယ် Manager ကပါဒိုင်းလုပ်လို့ရတာလားပေါ့ကျွန်တော် Marcus ကိုစူးစမ်းဖို့ပြောလိုက်တယ်မင်းလည်းတနေ့ကျရင်ကျေပွင့် Manager ဆိုတဲ့ဘွဲရနိုင်တာပဲလို့ Marcus ကတော့ရေရေမောမောနဲ့သူ့ရဲ့တကယ်အိမ်မက်ကကိုပိုင်အားကစားရုံဖွင့်ဖို့ပါတယ်နောက်ထပ်မဲနိုင်ပွဲကတော့ပိုလို့တောင်ပြဆက်ဆန်သွားသေးတယ်ဂျဲဒန်နဲ့ကျွန်တော်ကအုပ်စုတစုလေးကျသွားပြီးထိတ်တိုက်ရင်ဆိုင်ရတော့မှလေပြိုင်ပွဲဝင်တွေတယောက်ပြီးတယောက်စင်ပေါ်တက်သွားကြပြီးမကြမီဂျဲဒန်နဲ့ကျွန်တော်အလှည့်ရောက်လာခဲ့တယ်အခမ်းအနားမှုကစင်ပေါ်ကကပ်ပြားကိုကြည့်ပြီးအတန်ကျဲနဲ့ကြီးညာလိုက်တယ်နောက်တစ်ယောက်ကတော့ online ပေါ်မှာကပ်ပါရက်ပါခိုးစားသူလို့ခေါ်နေကြတဲ့ပြိုင်ပွဲဝင်ပါသူဘာတွေလုပ်ပြမလဲကြည့်ကြရအောင် Marcus အဲ့ဒါကိုကြားတာနဲ့မျက်နှာပြတ်သွားတယ် Ryan ဒီပွဲကလွန်ခဲ့ရက်ဆက်လွန်နေပြီးပတ်စံကိုထားလိုက်အခုပဲထွက်သွားရအောင်ကျွန်တော်ကတော့ပြုံးပြလိုက်တယ်ဘာမှစိတ်ထဲမထားပါဘူးပွဲကကျွန်တော်ရဲ့အရှုပ်တော်ပုံနာမည်ဆိုးကြောင့်သာခေါ်သုံးတာလေကျွန်တော်သာကပ်ပါရက်ပါမဟုတ်ခဲ့ရင်ဒီအခွင့်အရေးတောင်ရမှာမဟုတ်ဘူးအခုလောကတစ်ခုလုံးကကျွန်တော်ကိုပယ်ဖြတ်နေကြချိန်မှာဒီလိုပြိုင်ပွဲမျိုးရောက်လာတာကိုကကန်ဆိုးမှုမောင်ကျနေတဲ့ကြားကကန်ကောင်းတာပဲအဲ့ဒါကိုလက်ခံလိုက်တော့စိတ်တွေမရှုပ်တော့ပဲစင်ပေါ်ကိုဖြည်းဖြည်းချင်းတက်သွားလိုက်တယ်မီးအောင်ကကျွန်တော်စီကြလာတော့ခေါင်းလေးနည်းနည်းညှို့လိုက်ပြီးမင်္ဂလာပါဒိုင်လူကြီးတို့ကျွန်တော်အဆိုတော် Ryan Foster ပါလို့မိတ်ဆက်လိုက်တယ်ပရိသတ်ထဲကလက်ခုပ်တန်ကျဲလေးထွက်လာခဲ့တယ်ဒိုင်၃ယောက်လုံးကတင်းမာတဲ့အမူအရာနဲ့ကျွန်တော်ကို online ပေါ်ကနာမည်ကြီးချင်တဲ့သူလိုပဲထင်ထားကြတာကို Nathan Wells ကစပြောတယ် Ryan ဒီနေ့ညငါတို့ကိုဘယ်တချင်းနဲ့ဆိုပြမှာလဲကျွန်တော်တည်ငြိမ်စွာဖြေလိုက်တယ်ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ perfect ဆိုတဲ့တချင်းမှာ Nathan ကပိုးပြီးစကားမများတော့ပဲဖြော်ပြဖို့ပဲလက်ပြလိုက်တယ်ငါလိုအစ်စ်အဆန်းဆိုရင်ကင်မရာကကြရိုက်မှာမဟုတ်ဘူးလေစင်ဘော်ကမီးအလင်းရောင်တွေဖြည်းဖြည်းချင်းမှောင်သွားပြီးမျက်နှာပြင်ကြီးပေါ်မှာတချင်းအချက်လက်ပေါ်လာခဲ့တဲ့ perfect တီဆိုသူ Ryan Foster တီး Ryan Foster ပရိသတ်တွေကြားမှာချက်ချင်းစကားတန်တွေထွက်လာကြတယ်။အော်ဒီကောင်ပါလားငါသိတယ်ကပ်ပါရက်ပါခိုးစားတဲ့ကောင်လေးလွန်ခဲ့တဲ့ရက်ပိုင်းကဂလိုအီနဲ့ပြဿနာတက်ထားတဲ့ကောင်ဒီနေ့ခေတ်အယူမူမမန်တူတိုင်းပြိုင်ပွဲပေါ်ရောက်လာကြတာပဲ perfect ဆိုတာဘာမိုက်တချင်းလဲအရင်ကတခါမှတော့မကြားဘူးပါဘူးပရိသတ်တွေရဲ့တန်တရားနဲ့လောင်ပြောင်မှုတွေကိုရင်ဆိုင်ရင်ကျွန်တော်ဂရုမစိုက်ပဲစိတ်အေးထားဖို့တပြင်းရှည်စုပ်သွင်းလိုက်တယ်တချင်းဝင်တီးလုံးပြက်လွင့်လာတာနဲ့ကျွန်တော်အတန်ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့တယ်ရိုးရှင်းတဲ့အဖွင့်စာကြောင်းလေးကြောင်းနဲ့တင်ပရိသတ်ကြီးချက်ချင်းတိတ်ဆိတ်သွားတော့တာပဲဒီကောင်လေးပါစက်လိုက်တာနဲ့ဒီလောက်တောင်ဝိညာဉ်ပါခန်းစားချက်ပါဆိုပြလိုက်မယ်လို့ဘယ်သူမှမထင်ထားကြဘူးလေဒိုင်၃ယောက်လုံးလည်းမင်းသက်သွားကြတယ်တန်စင်ကအလွှာလိုက်တက်လာပြီးလူတိုင်းကိုဆွဲဆောင်သွားခဲ့တာစင်နောက်ဖက်မှာထုတ်လုပ်သူလည်းအံ့အားသင့်နေခဲ့တယ်အပေါက်ဖြစ်ဖို့ပဲခေါ်ထားတာဒီလောက်ဆိုနိုင်မယ်လို့မထင်ထားဘူးလေကျွန်တော်ဖြောပြမှုဆက်လက်စီးဆင်းနေပြီးအတန်ကကျွဲဝကနှွေးထွေးနေတဲ့ပုံမြင်ပြောပြနေတယ်လို့လေးနက်မှုတွေပါနေတာအေးစစ်စစ်ပြောပြရာကနေနောက်ဆုံးမှာစိတ်ခံစားချက်အပြည့်အဝပောက်ကွဲထွက်သွားပြီးပရိသတ်ကိုစိတ်ကြည်နက်မှုကြီးရသွားစေခဲ့တယ်။အောက်အီထားရတဲ့ PR တွေနဲ့ဝမ်းနည်းမှုတွေအားလုံးထွက်ပေါက်ရသွားခဲ့တာပေါ့။တချင်းပြီးခါနီးအထိဖြောပြမှုကဆက်သွားနေစေ note တိုင်းကလေးနက်နေတယ်။တချင်းကဘုံတစ်လုံးလိုကြားရောက်သွားပြီးလူတိုင်းကိုမှင်သက်သွားစေခဲ့တာ။တချင်းရဲ့အရေးသွေးကခေဟောင်းကန်တဝင်းအဆင့်ကိုရောက်သွားပြီးကျွန်တော်ဖြောပြမှုကလည်းအပြစ်ဆိုစရာမရှိအောင်ပြေဝခဲ့တယ်။တချင်းပြီးသွားတဲ့အခါတောင်းဖြက်လက်ခုပ်တန်တွေအခန်းတစ်ခုလုံးပြည့်နှက်သွားခဲ့တယ်။ကျွန်တော်ကျေးဇူးတင်ကြောင်းခါညွတ်ဦးညွတ်လိုက်ပေမဲ့ပရိသတ်ရဲ့အော်ဟစ်အားပေးတန်တွေကမရက်ပဲဆက်ရှိနေသေးပဲ။အခမ်းအနားမှုစင်ပေါ်တက်လာပြီးပြုံးရွှင်စွာနဲ့ထိန်းချုပ်လိုက်တယ်။ Ryan ရဲ့လှပတဲ့ဖြောပြမှုအတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ယောက်ဖြစ် Jaden Cross ကိုစင်ပေါ်ဖိတ်ခေါ်ပေးရစီ။ကျွန်တော်စင်နောက်ဖက်ပြန်ရောက်တော့ Marcus ကအတန်အတွက်ကောင်းနေဆိုပြီးပြားရည်တန်ပရရည်ပူပူလေးပြင်ဆင်ပေးထားတာတွေ့ရတယ်။အားကစားရုံယောဂထားနေတဲ့ဒီကောင်မှဒီလိုနုနယ်တဲ့အမှန်တကယ်ဂရုစိုက်တတ်တဲ့အပိုင်းရှိလိမ့်မယ်လို့မထင်ထားမိဘူး။အဲ့ဒီအချိန်မှာဂျဲဒင်ကစင်ပေါ်ရောက်နေပြီ။သူကပရိသတ်ကိုအချစ်တင်ဂီတလေးပဲပြလိုက်တာပရိသတ်တွေအော်ဟစ်တောင်းချမ်းကုန်ကြရော။ဒိုင်၃ယောက်လုံးရဲ့မျက်နှာတွေချက်ချင်းလင်းလက်သွားပြီးဂျဲဒင်ကိုသဘောကျကြောင်းခေါင်းငိမ့်ပြကြတယ်။တချင်းစတာနဲ့ဂျဲဒင်ကမိုက်ကိုကင်ပြီးအားရပါရအော်ဆိုတော့တာပဲတေချာအာယုံစိုက်ထားပေမဲ့အတန်ကအတင်းအဓမ္မဖြစ်နေတယ်။မာကတ်နဲ့ကျွန်တော်ကြည့်ပြီးမှင်သက်သွားရတယ်။ဒီကောင်ကတကယ်အကောင်ပဲအတန်လွဲနေုံမကဘူးတချင်းစာသားတွေကလည်းလုံးဝစိတ်တစအတိတ်ပဲမရှိတာပရိသတ်တွေရဲ့မျက်နှာတွေအနေရခတ်သွားကြပြီးဇဝေဇဝါနဲ့စင်ပေါ်ကိုစိုက်ကြည့်နေကြတယ်ခဏတာတော့သူတို့ဖန်တွေလိုတရုပ်ဆောင်ရမှာကိုတော့မေ့သွားကြတဲ့အတိုင်းပဲထုတ်လုပ်သူကမခံနိုင်တော့ပဲရိုက်ကူးရေးကိုချက်ချင်းရက်လိုက်ပြီးစင်ပေါ်ပြေးတက်ကပရိသတ်ကိုထအော်တော့တာပဲဘာ
ဘာဖြစ်နေကြတာလဲတုတ်ပြန်မှုတွေဘယ်မှာလဲနင်တို့ကပရိုတွေမဟုတ်ဘူးလား15မိနစ်အတွင်းစိတ်သက်ပြန်သွင်းကြနောက်တစ်ခါဒီလိုထပ်ဖြစ်ရင်ဒီနေ့ညဘယ်သူမှပတ်စံမရဘူးပရိသတ်ကြီးပြပြတရားဖြစ်သွားပြီးအဝိစားတွေတက်တက်ရရပြန်စွမ်းရင်တွေပြန်သွင်းကြရတယ်9မိနစ်အကြာမှာရိုက်ကူးရေးပြန်စတော့ဒီတစ်ခါပရိသတ်တွေကတကယ်ကိုအားရပါရလက်ခုပ်တီးအချိန်ကိုက်အော်ဟစ်ပေးကြတော့တာပေါ့ရဲတွေဆိုလို့ပြီးတော့အခမ်းအနားမှုကကျွန်တော်ကိုစင်ပေါ်ပြန်ခေါ်ပြီးသူ့ဘေးမှာရှင်းရက်ခိုင်းကဒိုင်တွေရဲ့ဝေဖန်မှုကိုစောင့်ဆိုင်စေခဲ့တယ်နတ်တော်ကစပြောတယ်မျက်ခုံးကြုံပြီးကျွန်တော်တို့နှစ်ယောက်လုံးကိုကြည့်ကစိတ်ထဲကနေပတ်စံရဲ့ဩဇာကိုဆဲဆူနေတာထုတ်လွှင့်တဲ့အခါအတန်ကြီးစနစ်သုံးပါဆိုတော့ဆိုတဲ့စွမ်းရည်ကွာခြားမှုကတိတ်မတိတာတော့ဘူးဆိုတာသူကောင်းကောင်းသိနေတာကိုသူစိတ်ကိုထိန်းချောင်းဟပ်လိုက်ပြီးပြောတယ်ရိုးရိုးသားသားပြောရရင်ဒီနှစ်ယောက်ရဲ့ဖြောပြမှုကိုအပြတ်သက်အနိုင်ရသူရွေးဖို့ခက်ပါတယ်ဒါပေမဲ့ပုံကိုရေးရတော့ရဲတံဘက်ကိုပိုရိုင်းပါတယ်သူ့ရဲ့ပေးဆက်မှုနဲ့ခံစားချက်ကတကယ်ကိုထိမိတယ်ငါရဲ့မဲကိုကျဲတင်ကိုပေးပါတယ်ကျဲတင်ကချက်ချင်းကောင်းညွတ်ကျေးဇူးတင်တဲ့ရိုသေစွာနဲ့ပေါ့ဒုတိယမဲပေးသူက brain call ဖြောပြမှုတွေကိုနည်းနည်းခွဲခြမ်းစိတ်ဖြာပြပြီးတဲ့နောက်ရဲနေရဲ့အတန်နေတန်ထားကိုကိုကြိုက်တယ်ဆိုပြီးသူ့မဲကိုလည်းကျဲတင်ကိုပဲပေးလိုက်တယ်ကျွန်တော်ကတော့အေးစေးတည်ငြိမ်စွာရက်နေခဲ့တယ်ဒါဖြစ်လာမယ်ဆိုတာကြိုသိထားပြီးသားလေစာချုပ်ချုပ်တုံးကထုတ်လုပ်သူအရေးအမွက်ပြောခဲ့တာပဲငါကတပိုင်းမဲ့ပါမှာဆိုတော့ရှုံးရမှာပေါ့တတိယမြောက်မဲပေးသူက Trent Ashford ပထမတိုင်းနှစ်ယောက်လုံးကျဲတင်ကိုမဲပေးလိုက်တာမြင်တော့ပွဲကအတူကြီးဖြစ်မနေအောင်ဆိုပြီးမဲရလက်မပြောင်းလဲနိုင်တော့တဲ့ကျွန်တော်စီကိုမဲပေးလိုက်တယ်ဒါပေမဲ့မရပါဘူးရဲတဲ့ရဲ့မန်နေဂျာကဒေါသတကြီးပြေးထွက်လာပြီးဒိုင်3ယောက်ရှိယောက်က Trent ကိုလက်ညှိုးထိုးပြီးအော်တော့တာပဲမင်းမဲကိုကျဲတင်ကိုပေးရမယ်သူကတညီတညွတ်ထဲနိုင်ရမှာထုတ်လုပ်သူမင်းတက်သွားပြီးရိုက်ကူးရေးကိုချက်ချင်းရက်ခိုင်းလိုက်ရတယ်မန်နေဂျာကိုရှင်းပြဖို့စူးစမ်းရင်ဒါကပွဲအတွက်လိုအပ်တာပါ3မဲလုံးတညီတညွတ်ထဲနိုင်ရင်အတူကြီးဖြစ်လို့နေလိမ့်မယ်လို့ပြောရှာတယ်ဒါပေမဲ့မန်နေဂျာကမလျှော့ဘူးရဲတင်လာပြန်ပေးတာကကြီးမားတဲ့ကျေးဇူးဖြစ်နေပြီးအခုမှတီးတက်မိတ်ကခန်းတော်မရဘူးလားပေါ့ထုတ်လုပ်သူမျက်နှာမဲမောင်သွားပြီးဒေါသကိုမျိုးတိတ်ကဆက်လက်ရှင်းပြနေရရှာတယ်ကျွန်တော်ကျဲတင်ကိုခိုးကြည့်လိုက်တော့သူကဘာမှမဖြစ်တယ်လို့မျက်နှာပေးနဲ့ဘာမှမတားဆီးဘူးဗျကြည့်ရှုသူနှစ်ရကြော်မတက်ရက်ကြည့်နေကြတော့ထုတ်လုပ်သူနဲ့မန်နေဂျာကဆင်လဲမှာရန်ဖြစ်နေကြတာနောက်ဆုံးတော့ထုတ်လုပ်သူမတက်နိုင်ပဲကျွန်တော်ကိုမတက်တာတဲ့မျက်နှာပေးနဲ့ကြည့်တယ်ကျွန်တော်လည်းအဲ့ဒါဘာလဲဆိုတာအတိအကျသိလိုက်ပါပြီကျွန်တော်ပေါ့ပပလေးပြုံးပြလိုက်တယ်ဘာမှမဖြစ်ပါဘူးသုံးမဲသူညမဲဖြစ်ဘာဖြစ်ပေါ့ရိုးရိုးသားသားပြောရရင်ကျွန်တော်တေချာစဉ်းစားထားပြီးသားပါဘလို့ပဲဖြစ်ရှုံးမှဆိုတော့သဘောထားကြီးနဲ့ထုတ်လုပ်သူစီမှာအထင်ကြီးစရာခြံထားခဲ့တာပိုကောင်းတာပေါ့မသိနိုင်ဘူးလေနောက်ပိုင်းသူကျွန်တော်စီပြန်လာခြင်းလားမှာအဲ့ဒီနောက်ဆုံးအခန်းကိုနောက်တစ်ခါပြန်ရိုက်ပြီးပွဲကတန်တန်ရှင်းရှင်းပြီးသွားခဲ့တယ်ရိုက်ကူးရေးပြီးတော့ထုတ်လုပ်သူကကျွန်တော်ကိုရုံးခန်းနဲ့ခေါ်ပြီးဒေါ်လာ20ထောင်ပေးလိုက်တယ်ရိုင်ရန်မင်းတကယ်ဆိုနိုင်တာပဲငါမှနောက်ထပ်ဖြောပြရေးပွဲတစ်ခုရှိသေးတယ်မင်းပါချင်းတလားရိုင်ရန်အဲ့ဒါကိုကြားတော့ခေါင်းကိုမနာတမ်းငိမ့်လိုက်တယ်အခုချိန်မှာသူအလိုအဆုံးကအခွင့်အရေးလေအခုမှကျိုးတစ်ချောင်းရပြီဆိုမှတော့အတန်းအဆမခွဲပဲတင်းတင်းကြပ်ကြပ်စုပ်ကင်ထားရတော့မှာပေါ့အခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါရိုက်တာကျွန်တော်ဘက်ကဘာပြဿနာမှမရှိပါဘူးအပြည့်အဝပူးပေါင်းပေးပါမယ်ဒါရိုက်တာကကျေနပ်စွာခေါင်းငိမ့်ပြီးပွဲကလူသေးတဲ့အိမ်ပြန်ပြီးဖုံးဆောင်နေဖို့ပြောလိုက်တယ်အိမ်ပြန်လမ်းမှာမာကတ်ကလုံးဝစိတ်လှုပ်ရှားနေတာတချင်းတစ်ပုတ်တည်းနဲ့ရွမ်20ထောင်ရလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေရိုင်ယန်ကတော့ပြုံးယုံပဲပြုံးပြီးဘာမှမပြောဘူး perfect ဆိုတာတကယ်ကန်ဝင်တချင်းတစ်ပုတ်လေးဒေါ်လာ20ထောင်ပဲယူတာကတကယ်တော့ဈေးလျှော့ပေးလိုက်တာအငှားအိမ်ပြန်ရောက်တော့ရိုင်ယန်စက်တီပေါ်မှာလဲလျောင်းရင်ဖုံးပူကြည့်လိုက်တာကလိုအီဖြစ်စားနေတာကိုထပ်တွေ့ရတယ်သူကအခု The Forbidden Princess ဆိုတဲ့ဇလန်တွဲရိုက်နေတာတဲ့ရိုက်ကူးရေးဘတ်ဂျက်ကအကြီးအကျယ်ပဲ stay အဆင့်ကြီးရိုင်ယန်ဖုန်းကိုကြည့်ပြီးမျက်ခုံးမိုင်လိုက်မိတယ်အတိတ်ဘဝတုန်းကသူဒီဇလန်တွဲမှာမပါခဲ့ဘူးပါဘူးဘဝတစ်ပြန်ဝင်စားတာကြောင့်ဒါတွေပြောင်းလဲသွားတာလားရှေ့မှာတခုခုတော့ပြောင်းလဲသွားပြီးသူကောင်းခါလိုက်တယ်အခုချိန်မှာဒါတွေကိုတွေးပြီးစိတ်ရှုပ်မနေတော့ဘူးကိုယ်တိုင်ပိုတန်မာလာဖို့ကသာအရေးကြီးဆုံးပဲလေနောက်တနေ့ညမှာရိုင်ယန်နဲ့မာကတ်တို့ပုံမှန်တိုင်း Starlight Lounge ကိုတွားကြတယ်ဒီနေ့ညပရိသတ်ကပုံမှန်ထက်ပိုများနေပြီးည9:00 နာရီမတိုင်ခင်မှာတင်ထိုင်ကုန်တွေပြည့်နေပြီစင်နောက်ဖက်မှာခဏဆောင်ပြီးရိုင်ယန်အလှည့်ရောက်လာခဲ့တယ်ယုံကြည်မှုအပြည့်နဲ့စင်ပေါ်တက်သွားပြီး Someone Like You နဲ့ Fight Song ကိုဆိုပြလိုက်တယ်ပြီးတော့မလို့လုံတုံးပထမနေ့ညကအနီရောင်ဝတ်မမထက်ရောက်လာတာတွေ့ရတယ်အံ့ဩစရာပဲနောက်တစ်ပုတ်ဆိုပါဦးလို့လိုက်တာပေါ့ရိုင်ယန်မျက်လုံးတွေလင်းလက်သွားတယ်လွန်ခဲ့တဲ့ရက်ပိုင်းကသူမလာလို့ထပ်ပတ်စံတွေရော့နေတာလေအဲ့ဒါနဲ့မူမနေတော့ပဲမိုက်သေးကိုစကားပြောလိုက်တယ်တကယ်တော့လွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်တချင်းတစ်ပုတ်ရေးထားပါတယ်ဒီတချင်းကတင်တို့အားလုံးအတွက်တနိုက်ကူမတ်ပါပရိသတ်တွေအားရပါရအော်ဟစ်လိုက်ကြတယ်အနီရောင်ဝတ်မမကလည်းတချင်းတစ်ဆိုတာနဲ့မျောလင်းချက်တွေနဲ့လင်းလက်သွားခဲ့တယ်ရိုင်ယန်စတေဂျီနာကပီယာနိုစီလှမ်းသွားပြီးဖြည်းဖြည်းချင်းထိုင်ကလက်ချောင်းတွေကိုခလုတ်တွေပေါ်တွက်လက်စွာကစားလိုက်တယ်တန်စင်ကအလှိုင်းအကက်လိုထွက်ပေါ်လာခဲ့တာပေါ့စင်နောက်ဖက်မှာကန်နီကပြုံးကြီးကြည့်နေခဲ့တယ်ဒီတန်စင်ကိုကြည့်ရတာနောက်ထပ်လှုပ်ဝက်လက်နက်ပဲဒီနေ့ညဝင်ငွေစံချိန်ထက်ကျိုးတော့မယ်
စင်ပေါ်မှာတချင်းအဝင်တီးလုံးတက်လာတာနဲ့ရိုင်ယန်ရဲ့အတန်အေးဆေးစွာထွက်ပေါ်လာခဲ့တယ်။ရိုးရှင်းတဲ့စာကြောင်း၄ကြောင်းနဲ့တင်စူညံနေတဲ့စကားတန်တွေတိတ်ဆိတ်သွားတော့တာပဲ။ဖန်ခွက်ချင်းတိုက်တန်တွေတောင်ရက်သွားတယ်။ဧည့်သည်တိုင်းစင်ပတ်လှည့်ကြည့်ကြတယ်။တချင်းကလောင်းနဲ့လုံးဝကွက်တိကျနေပြီးအေးဆေးငြိမ်ညောင်လွန်းတာပရိသတ်တော်တော်များများကချင်းစိတ်ပေါ်လာပေမဲ့အနီရောင်ဝတ်မမရဲ့မျက်လုံးမှာတော့မျက်ရည်တွေပြည့်နေခဲ့တယ်။တချင်း notes တိုင်းမှာအထီးကျန်မှုကိုတူကြားနေရတာလေ။ရိုင်ယန်ရဲ့ဖျော်ဖြေမှုဆက်သွားနေတယ်။ရှဲလိုစပင်ဖြူတွေအကြောင်းစာကြောင်းကလူတိုင်းကိုဆွဲဆောင်သွားခဲ့တယ်။သူ့တန်ကပေါ်ပါနဲ့နုနယ်မှုတွေကိုထိန်းချုပ်ထားတာပါပဲ။လူတိုင်းတချင်းထဲမှာမိန်မောနေကြတယ်။ဝေဝါးနေတဲ့အခိုက်အတန့်မှာ1980ခုနှစ်များကကလပ်တစ်ခုစီပြန်ရောက်သွားတယ်လို့ခန်းစားလိုက်ရတယ်။ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်အခန်းတစ်ဖက်ကနေစိုက်ကြည့်မိကြပြီးအဲ့ဒီလိုနဲ့ချစ်ကျွမ်းဝင်သွားကြတယ်။ကပ်ပွဲပြင်မှာအတူတူဖတ်ထားကြတာပေါ့။မကြမီမှာပဲနှစ်ယောက်လုံးလက်ထပ်ပြီးပျော်ရွှင်စရာဘဝတစ်ခုတိစောက်ခဲ့ကြတယ်။ဒါပေမဲ့ကန်ဂျမာကရက်ဆက်တဲ့မိန်းမကမိလောင်မှုတစ်ခုမှာရုတ်တရက်တည်ဆုံးသွားခဲ့ရတယ်။အသေးကွဲနေတဲ့ယောက်ျားကနောက်ထပ်အိမ်အောင်မပြုတော့ဘူး။နှစ်40ကြာတော့အဖိုးကိုဖြစ်လာချိန်မှာတော့သူ့ကိုတန်းတနေတော့မယ်။အဲ့ဒါနဲ့အဲ့ဒီကလပ်စီပြန်လာပြီးအခြားစုံတွဲတွေကြားမှာတယောက်တည်းကနေခဲ့တယ်။မိမနဲ့အတူတူကခဲ့ဘူးတဲ့ခြေလန်းတိုင်းကနေတာပေါ့တကယ်ပေးဆက်မှုဆိုတာငိုယိုပူဆွေးတာမဟုတ်ဘူးကိုချစ်ရတဲ့သူကိုဘဝတစ်ခုလုံးတိတ်ဆိတ်စွာတတိယနေတာစင်ပေါ်မှာတချင်းကအဆုံးသက်စီနီးကပ်လာပြီးရိုင်ယန်ရဲ့အတန်ကပုံမနုနယ်လာခဲ့တယ်တချင်းပြီးသွားတဲ့အခါပရိသတ်တွေရုံထွက်လို့မရကြတော့ဘူးအဲ့ဒီမိနစ်အနည်းငယ်ကရုပ်ရှင်ကားကြီးတကားလို့ခန်းစားလိုက်ရတာစက္ကန့်30အကြာမှာမာကတ်ကအမွှန်းတင်နေကွာလို့អော်လိုက်တော့မှအခန်းတစ်ခုလုံးလက်ခုပ်တံတွေပောက်ကွဲထွက်သွားတော့တယ်အနီရောင်ဝတ်မမကတက်ပြင်းတိုးတိုးလေးချလိုက်တယ်ရိုင်ယန်ရဲ့တချင်းတွေကြောင့်နှစ်ကြိမ်ဆက်တိုက်စိတ်လှုပ်ရှားရလိမ့်မယ်လို့မထင်ထားခဲ့ဘူးစပွဲတို့ကိုခေါ်ပြီးနောက်ထပ်ပန်းချင်းတရားထပ်ပို့လိုက်တယ်လမ်းတစ်ခုလုံးထပ်မံပောက်ကွဲသွားတာပေါ့အခြားဆိုတော်တွေကတော့မနာလိုစွာကြည့်နေကြတယ်ရိုင်ယန်ရောက်တာတပတ်ကြော်ကြော်လေးပဲရှိသေးတာပန်းချင်းတရားစံချိန်ကိုနှစ်ကြိမ်တောင်ရသွားခဲ့ပြီလေအဆိုတော်တွေရဲ့အမြင်လဲချက်ချင်းပြောင်းလဲသွားခဲ့တယ်နားနေခန်းထဲမှာကန်နီကရိုင်ယန်ကိုဒီနေ့ညလောက်ခပေးရင်အတိတ်ပဲပါကြည့်လိုက်တယ်ရိုင်ယန်မင်းရဲ့မမထာနာချုပ်ကမင်းကိုညစာကြွေးချင်လို့တဲ့စိတ်ဝင်စားသလားရိုင်ယန်အဲ့ဒါကိုကြားတာနဲ့ရင်ထဲဒိန်းကနေဖြစ်သွားတယ်ဒီလောင်းဘေးပတ်ဝန်းကျင်ကလူတွေကရှုပ်ထွေးလာတယ်သူတိတ်မရှုပ်ချင်တာကြောင့်စနောက်ပြီးပြန်ဖြေလိုက်တယ်ဟဲ့ကျွန်တော်ကပါရမီကိုရောင်းတာပါကိုရောင်းတာမဟုတ်ဘူးအကြောင်းပြချက်တစ်ခုခုပေးလိုက်ပါကျွန်တော်သွားเสียရှိလို့ကန်နီပောက်ကွဲရေမောလိုက်တယ်ဒါကတရားဝင်လောင်းချာသူလဲအဲ့ဒီလိုကိစ္စမျိုးမှမရှုပ်ပါဘူးဒါပေမဲ့ဒီမိန်းကလေးက River City ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့သမီးဖြစ်နေတာလေသူပြောပြမလို့လှုပ်တုံးရိုင်ယန်ထွက်သွားပြီအိမ်ပြန်လမ်းမှာမာကတ်ကနှမျောတတ်မေးတယ်ရိုင်ယန်အဲ့ဒီမိန်းကလေးကတော်တော်လာတာပဲဘာလို့ညင်းလိုက်တာလဲရိုင်ယန်ကပြုံးရင်းတကယ်လေးလေးနက်နက်ဖြေလိုက်တယ်ညီလေးအလကားရတဲ့ထမင်းဝိုင်းဆိုတာမရှိဘူးငါတို့ခြေကုပ်ယူပြီးတဆင့်တိဆောက်ရမယ်မာကတ်စဉ်းစားဟန်နဲ့ခေါင်းငိမ့်လိုက်တယ်သူအားကစားယုံကမမတွေကိုမမျော်လင့်ပဲတတိယသွားပြီးချက်တီးတွေတောင်ထသွားခဲ့တယ်သူတို့စကားပြောနေတော့မှပဲအနီရောင်ပြန်ကတစီသူတို့စီအရှိန်နဲ့မောင်းလာပြီးလမ်းပိတ်လိုက်တယ်အနီရောင်ဝတ်မမကတကားဖွင့်ပြီးဒေါသတကြီးပြေးထွက်လာတယ်ရိုင်ယန်နင်ငါရဲ့ဖိတ်ခေါ်မှုကိုညင်းရဲတယ်နော်ငါဘာတူလဲဆိုတာနင်သိသလားသူ့တန်ကချိုမြင်ပြီးပေါ်ပါနေတယ်ရိုင်ယန်ခဏမြအလစ်ငိုက်မိသွားတယ်သူတကယ်ပဲအဲ့ဒီမိန်းကလေးဘာတူလဲမသိဘူးဒါပေမဲ့ရုပ်ရည်နဲ့အမူအရာကိုကြည့်ရတာဘီလိမ်မလေးနဲ့တူနေတယ်သူ့ကောင်းတဲ့အမြန်စဉ်းစားလိုက်ပြီးအေးဆေးစွာဖြေလိုက်တယ်သိတာပေါ့မင်းကငါရဲ့မမထာနာချုပ်လေးအဲ့ဒါကိုကြားတော့အဲ့ဒီမိန်းကလေးမထိန်နိုင်ပဲပောက်ကွဲရေမောလိုက်တော့တယ်အဲ့ဒါဆိုရင်နင်ကမမထာနာချုပ်ကိုပို့ပြီးကောင်းကောင်းမဆက်ဆံတင်ဘူးလားရိုင်ယန်မတက်နိုင်စွာတက်ပြင်းချလိုက်ပြီးတကယ်ဘာလို့ချင်တာလဲမေးလိုက်တယ်စကားအနှဲငယ်ပြောပြီးတဲ့နောက်သူ့အမိက Sin Events ဖြစ်ကြောင်းသိလိုက်ရတယ်သူကဒီ River City မှာ Cat Studios ကိုအုပ်ချုပ်နေတာဖြစ်ပြီးရိုင်ယန်တချင်းဆိုတာကောင်းတယ်လို့ထင်တာကြောင့်တချင်းသွင်းဖို့ဖိတ်ခေါ်ချင်တာတဲ့ရိုင်ယန်မျက်လုံးတွေချက်ချင်းလင်းလက်သွားတယ်သူစတူဒီယိုကောင်းကောင်းရှာရခတ်နေတာအခုတော့လာပေးနေပြီစီနာကအိတ်ထဲကနေလိပ်စာကတ်ထုတ်ပေးလိုက်တယ်ကြိုက်တဲ့အချိန်လာခဲ့ငါတို့စတူဒီယိုမှာကဘာပေါ်မှာအကောင်းဆုံးပစ္စည်းတွေရှိတယ်အကောင်းဆုံးကတော့နင့်အတွက်အလကားပဲအလကားဆိုတဲ့စကားကိုကြားတာနဲ့ရိုင်ယန်ဝမ်းသာအားရပြုံးလိုက်တယ်လိပ်စာကတ်ကိုယူဖို့လက်လန်းလိုက်တော့သူ့လက်ချောင်းတွေကရိုင်ယန်ရဲ့လက်ဝါးကိုရုတ်တရက်ပူဆွဲသွားခဲ့တယ်တကူလုံးစိတ်ကနေဖြစ်သွားပြီးရင်ပတ်ထဲဒိန်းကနေဖြစ်သွားကချက်ချင်းနောက်ဆုတ်လိုက်မိတယ်မာကတ်မျက်ခုံးကြုံပြီးသူ့ရှိကရက်လိုက်တယ်ရိုင်ယန်ဘာဖြစ်တာလဲရိုင်ယန်မျက်နှာနီးရဲသွားပြီးထမင်းတို့တလူပြောလိုက်တယ်ဘာမှမဟုတ်ပါဘူးလျှက်စစ်တကူသွားတာပါစေနန်ကအဲ့ဒါကိုမြင်တော့သဘောကျစွာရေမောလိုက်တယ်အောင်ပွဲရတဲ့အပြုံးနဲ့စနောက်တလူမျက်စိတစ်ဖက်မိတ်ပြလိုက်သေးတယ်အဲ့ဒီနောက်လှည့်ပြီးကားပေါ်ပြန်တက်သွားခဲ့တယ်စက်တန်ဟိန်းထွက်သွားပြီးအနီရောင်ပြန်ကားလေးလမ်းမအတိုင်းမောင်းထွက်သွားကပျောက်ကွယ်သွားခဲ့တာပေါ့ရိုင်ယန်စိတ်ထဲကနေဆဲဆူလိုက်မိတယ်ဘွားနှစ်ခုလုံးဖြတ်တန်းခဲ့ပြီးမှမိမတယောက်ရဲ့အစအနောက်ကိုခံလိုက်ရတယ်လို့
အငှားအိမ်ပြန်ရောက်တော့ဒရိုက်တာစီကဖုန်းဝင်လာပြီး9ရက်အကြာမှာအစီအစဉ်တစ်ရိုက်ကူးမယ်လို့အကြောင်းကြားလာတယ်။အဲ့ဒါကဝိုင်းစင်ကားတို့ရဲ့ရိုင်ရန်ကောင်းကောင်းတည်ထားတဲ့ပြိုင်ပွဲပါပဲ။တနိုင်ငံလုံးမှာနာမည်ကြီးပြီးပြိုင်ပွဲဝင်တယောက်ပြန်ရတာထိတ်ဆုံး9ယောက်ထဲဝင်တဲ့သူတိုင်းကထိတ်တန်းအမှုပညာရှင်ဖြစ်ဖို့တေချာတဲ့လောက်ပဲ။ဖုန်းချလိုက်တာနဲ့ရိုင်ရန်တချင်းတစ်နှစ်ပုတ်ထပ်ရေးလိုက်တယ်။ဒီတစ်ခါတော့ပထမနေရာရအောင်ယူမှာနာမည်ကြီးလာရင် Civil Media ရဲ့ချုပ်ကိုင်မှုကနေရုံထွက်နိုင်ပြီလေ။နောက်နေ့မိုးလွဲပိုင်းမှာတချင်းတစ်တွေမူပိုင်ခွင့်မှတ်ပုံတင်ပြီး Cat Studio C တချင်းတီးလုံးသွင်းဖို့တွားခဲ့တယ်။အဲ့ဒီမှာထိတ်တန်းအမှုပညာရှင်တယောက်လည်းတချင်းလာသွင်းတာတွေ့ရတယ်။ဝန်ထမ်းတွေကသူ့နာမည်ကြားတာနဲ့အလွန်ဂရုစိုက်ပေးကြပြီးအကြီးဆုံးတချင်းသွင်းခန်းစီခေါ်သွားကြတယ်။သူတို့ကရင်နွေးချမ်းတဲ့မုံတွေပါအထူးလာပေးလို့ရိုင်ရန်အောင်နည်းနည်းအနေရခတ်သွားတယ်။စင်းလက်ပြောတာမဟုတ်ဘူးပဲစတူဒီယိုပစ္စည်းတွေကတကယ်ကပအဆင်ပဲ။တူရိယာတွေကအစထိတ်တန်းပဲ။တချင်းသွင်းရတာချုံးမွေပြီး2နာရီအတွင်းအကုန်ပြီးသွားခဲ့တယ်။အပြင်ထွက်လာတော့ဝန်ထမ်းတွေကတကယ်ပဲတပြားမှမယူကြဘူးဒါပေမဲ့ဆန်နာကိုတော့စတူဒီယိုမှာလုံးဝမတွေ့ခဲ့ရဘူးရိုင်ယန်စိတ်ထဲမှာထူးဆန်းတဲ့ဟာလာဟင်းလင်းဖြစ်မှုကိုခံစားလိုက်ရတယ်သူထွက်သွားပြီးနိုင်ဝက်ကြာမှာ Cynic Cat Studio စီပြန်ရောက်လာတော့ဝန်ထမ်းတွေကရိုင်ယန်တချင်းလာသွင်းသွားကြောင်းပြောပြကြတယ်သူ့မျက်ခုံးအနှဲငယ်ကျုံသွားပြီးပြက်ပြက်တတမှလိုက်တယ်နောက်တစ်ခါရိုင်ယန်လာရင်ငါစီချက်ချင်းဖုန်းဆက်4ရက်ကြာမှာ Rising တုံးရိုက်ကူးရေးတရဝင်စတင်ခဲ့တယ်ရိုင်ယန်နဲ့ Marcus ရိုက်ကွင်းစီရောက်လာကြတယ်ရိုက်ကွင်းကြီးကအကြီးကျယ်ပဲစစ်ထားတဲ့ကားတွေနဲ့နာမည်ကြီးကားတွေတန်းစီနေတာကုမ္ပဏီတစိမ့်တွေပါရိုက်ထားကြသေးတယ် Skyline Media ရော Dynasty Entertainment ရောပြိုင်ပွဲဝင်တွေစေလွတ်ထားကြတယ် Ryan မျက်ခုံးနည်းနည်းကျုံလိုက်မိတယ် Marcus နဲ့သူပဲမြေအောက်ရထားနဲ့လာကြတာဖြစ်လိမ့်မယ်ကြည့်ရတာကားဝယ်ကိုပတ်စံအမြန်ရှာရတော့မယ်ပြိုင်ပွဲဝင်နားနေခန်းထဲရောက်တော့အခန်းထဲမှာချုံမောတဲ့အမှုပညာရှင်ပေါက်စတွေပြည့်နေတာတော်တော်များများကဖျော်ဖြေရေးကုမ္ပဏီကြီးတွေကြောထောက်နောက်ခံပေးထားတဲ့တင်နန်းသားတွေနဲ့နာမည်ရပြီးသားခြေပွင့်အချို့ပါနေတယ်။ပွဲရဲ့ဘတ်ဂျက်ကတန်း300ကျော်ရှိတာမဆန်းပါဘူး။လူစရင်တင်အထင်ကြီးစရာပဲ။ Ryan နဲ့ Marcus ကမြို့ကြီးပြကြီးရောက်လာတဲ့ဒေါသားတွေလိုထောက်တစ်ထောက်မှသွားထိုင်နေကြရတယ်။မကြာမီဝန်ထမ်းတစ်ယောက်ရောက်လာပြီးစီးမြင့်တွေကိုရှင်းပြတယ်။ပြိုင်ပွဲဝင်စုပေါင်းတစ်ယောက်ပြန်ရမှာဖြစ်ပြီးဆိုကရကြိုက်တာလုပ်လို့ရတယ်။ဒိုင်3ယောက်ကအမှတ်ပေးပြီးအဆင့်ခွဲမယ်။အဆင့်တွေကကနေအထိရှိပြီးနောက်ထပ်ကြရှုံးတဲ့အဆင့်ဖြစ်တဲ့အဆင့်ကတော့ချက်ချင်းနှုတ်ထွက်ရမှာဖြစ်ပါတယ်။ဒီပထမအဆင့်မှာပြိုင်ပွဲဝင်80ယောက်ကိုဖြုတ်ပစ်မှာဖြစ်ပြီး30ယောက်ပဲနောက်တစ်ဆင့်တက်ခွင့်ရမယ်။ပြိုင်ဆိုင်မှုကပြင်းထန်လွန်းလာတယ်။ Ryan သူ့နံပါတ်ကတ်ကိုကြည့်လိုက်တော့နံပါတ်100တက်တဲ့နောက်ဆုံးပဲ။လန်ခီကအဝေးကြီးကြံသေးတာပေါ့။ကြည့်ရှုသူတတူးမြလုံးထိုင်ကုန်မှာထိုင်ပြီးတာနဲ့ဒရိုက်တာကအချက်ပြလိုက်ပြီးရိုက်ကူးရေးတရဝင်စတင်ခဲ့တယ်။ဂီတတန်စင်တွေနဲ့အတူဒိုင်3ယောက်တယောက်ပြီးတယောက်ဝင်လာကြတယ်။ပထမဆုံးကဖဖဘရင်ဆဲပြခင်ဖြစ်ပြီးအလွန်နာမည်ကြီးတဲ့တည်းရဲ့အဆိုတော်ပေါ့ဒုတိယကဂီတဆုံးမကြီးဂျိုအင်ရီဖြစ်ပြီးပြိုင်ပွဲကနေစတင်ခဲ့သူဖြစ်ကနာမည်ကြီးလာလို့ဒိုင်ဖြစ်လာတာတတိယကဖမင်းသမီးမဲလော့ဆန်ဖြစ်ပြီးသူ့ဝင်လာမှုကပရိသတ်ရဲ့အော်ဟစ်အားပေးမှုကိုရရှိခဲ့တဲ့သူ့ရဲ့ခြေထောက်တွေကလူတိုင်းရဲ့အာရုံကိုဖန်ဆားထားတာပေါ့ဒိုင်3ယောက်ထိုင်ပြီးတာနဲ့ပြိုင်ပွဲစပြီးပထမဆုံးကအဖွဲ့ဝင်6ယောက်ပါအမျိုးသားအဖွဲ့သူတို့အစွမ်းကုန်ဆိုကခဲကြပေမဲ့နောက်ဆုံးအမှတ်တွေကရက်ဆက်လွန်းတယ်အဖွဲ့ဝင်တယောက်ပဲအဆင့်ရပြီးကြံ9ယောက်လုံးကြာရှုံးခဲ့တယ်။9ယောက်လုံးချက်ချင်းနှုတ်ထွက်ခဲ့ရတာပေါ့။စင်နောက်ဖက်မှာပြိုင်ပွဲဝင်တိုင်းချက်ချင်းတိတ်ဆိတ်သွားကြတယ်။ဒိုင်းတွေဒီလောက်စီကန်းကြီးမယ်လို့ဘယ်သူမှမထင်ထားကြဘူးလေ။ဒီအဖွဲ့က Mirror Media ရဲ့ထိပ်တန်းအဖွဲ့ဖြစ်ပြီး online ပေါ်မှာနာမည်ကြီးနေတာကို9ယောက်လုံးခဏလေးနဲ့ဖြုတ်ပစ်လိုက်တာ။ Ryan နှက်ခမ်းတောင်းကပြုံးလိုက်မိတယ်ဒါဟာပွဲကတရားမျှတတယ်ဆိုတဲ့သက်သေပဲလေ။အနည်းဆုံးတော့ The Ultimate Voice လို့နေရာတိုင်းအဆင့်ကြိုသတ်မှတ်ထားတာမျိုးမဟုတ်ဘူး။နောက်ထပ်ပြိုင်ပွဲဝင်တွေလည်းအမှတ်နေကြတယ်တော်တော်များများနဲ့တွေပဲရရင်တော့တော်တော်ကောင်းနေပြီရတဲ့သူကအနည်းငယ်ပဲရှိတယ်ရိုက်ကူးရေးကနာရီပေါင်းများစွာကြာမြင့်ခဲ့တယ် Ryan နဲ့ Marcus တို့နားနေခန်းထဲမှာငိုင်မြီပြီးမနာတမ်းတန်းဝင်နေကြရတာနောက်ဆုံးတဝက်ကျော်လွန်သွားတော့မှပထမဆုံးကအဆင့်ရသူထွက်ပေါ်လာခဲ့တယ်ပရိသတ်တွေတောင်းဖြက်လက်ခုပ်တီးကြပြီးအခြားပြိုင်ပွဲဝင်တွေရဲ့ယုံကြည်မှုကိုတိုးတက်စေခဲ့တာပေါ့ဖြောပြမှုတွေကအမျိုးမျိုးပဲဆိုတာကတွေကအခြေခံပဲရှိသေးတယ်ဝစ်စုံဝစ်ထားတဲ့ပြိုင်ပွဲဝင်တယောက်ဆိုစင်ပေါ်မှာဘတ်စကတ်ဘောလုံးတောင်ကစားပြသွားပြီးဒါအဆင့်ရသွားခဲ့သေးတယ်။ Ryan နဲ့ Marcus တို့ဇဝေဇဝါဖြစ်သွားကြပြီးဒိုင်တွေရဲ့အမှတ်ပေးစနစ်ကိုစဉ်းစားလို့ကိုမရတော့တာ။သူတို့ဇဝေဇဝါဖြစ်နေတော့မှပဲပြိုင်ပွဲဝင်နံပါတ်88စင်ပေါ်တက်လာခဲ့တယ်။ Dynasty Entertainment က Jaden Crossbar သူဒီမှာဘာလာပြိုင်တာလဲ။အခြားပြိုင်ပွဲဝင်တွေမကြေမနက်ပြောကြတယ်။ရဲဒန်ကဒုတိယအဆင့်နာမည်ကြီးဖြစ်နေပြီလေအခုထိပြိုင်ပွဲလာဝင်နေတော့မဲလာကြည့်ရတာစုကသူ့အတွက်ဖြစ်သွားပြီထင်တယ်ပေါ့ Ryan ရင်ထဲနည်းနည်းမကောင်းဖြစ်သွားတယ်ဒီပွဲကထင်တယ်လို့မယိုးရှင်းဘူးပဲအခုထိဖြုတ်ပစ်ခံရသူတွေကကုမ္ပဏီတေးသေးလေးတွေကဖြစ်ပြီးကုမ္ပဏီကြီးကြီးတွေကပြိုင်ပွဲဝင်တိုင်းနောက်တစ်ဆင့်တက်သွားကြတယ်လေကြည့်ရတာနီးဗျူဟာပြောင်းမရတော့မယ်
အခွင့်အရေးမရပဲဖြုတ်ပစ်ခံရမှာဆိုလို့လှုပ်ဝက်လက်နက်တချင်းကိုအခုပဲထုတ်သုံးရတော့မယ်စင်ပေါ်မှာဂျဲနဲ့ရဲ့ဖြောပြမှုကအမြင့်ဆုံးအဆင့်ကိုရောက်နေပြီးမိုက်ထဲအားရပါရအော်ဆိုနေတာပြီးတော့ပရိသတ်တွေလက်ခုပ်တီးကြတယ်ရိုင်ယန်နောက်တကယ်အထင်ကြီးသွားရတယ်ဂျဲတဲ့မှာတကယ်ပါရမီရှိတာပဲတာမန်တချင်းတစ်ပုတ်ကိုအစွမ်းကုန်စုပြသွားတာသူ့ရဲ့တောက်ပတဲ့ဖြောပြမှုကြောင့်ဂျဲဒန်ကအဆင်ရရှိခဲ့တယ်ပြိုင်ပွဲဆက်လက်သွားနေရင်မကြာမီရိုင်ယန်အလှည့်ရောက်လာခဲ့တယ်သူစင်ပေါ်ကိုအမြန်တက်သွားလိုက်တယ်ဒိုင်၃ယောက်ကိုခါညွတ်ဦးညွတ်လိုက်ပြီးမင်္ဂလာပါဒိုင်လူကြီးတို့ကျွန်တော်ကပြိုင်ပွဲဝင်နံပါတ်1ရတရိုင်ယန်ဖော့စတာပါပရိသတ်တွေအဲ့ဒါကိုကြားတာနဲ့စကားတန်တွေချက်ချင်းပြန့်နှံ့သွားခဲ့တယ်ဒါဟိုကပ်ပါရက်ပါခိုးစားတဲ့ကောင်မဟုတ်ဘူးလားသူဘာလို့ဒီမှာရှိနေတာလဲအခုသူကနာမည်ကြီးအဆိုတော်ပါလှုပ်ချင်နေတာလားဖះကြီးဒီကဘာကြီးတော့ပြောင်းပြန်တွေဖြစ်ကုန်ပြီးဒိုင်၃ယောက်ရဲ့မျက်နှာတွေလည်းတင်းမာသွားခဲ့တယ်ထုတ်လုပ်သူအဖွဲ့ကဘာလို့သူ့ကိုဖိတ်ခေါ်ရတာလဲဆိုတာသူတို့မနိုင်ကြဘူးကြည့်ရှုသူအရေးအတွက်ရဖို့အတွက်အဆင်မရှိတော့ဘူးလားပေါ့ဘာပဲဖြစ်ဖြစ်သူကနောက်ဆုံးပြိုင်ပွဲဝင်ပဲလေပြီးတာနဲ့ဖြုတ်ပစ်လိုက်ုံပဲဂျိုးဝင်းကမထီမဲ့မြင်အတန်နဲ့ပြောလိုက်တယ်ပြိုင်ပွဲဝင်ရိုင်ယန်ဖော့စတာမင်းရဲ့ဖြောပြမှုကိုစတင်ပါတော့ရိုင်ယန်ကတော့ပရိသတ်ရဲ့လောင်ပြောင်မှုနဲ့ဆဲဆိုမှုတွေကိုဂရုမစိုက်ပဲယုံကြည်မှုရှိတဲ့အပြုံးလေးပြုံးလိုက်တယ်ဘာလို့လဲဆိုတော့သူဆိုတော့မဲ့တချင်းကဂီတလောကတစ်ခုလုံးကိုပြောင်းလဲပစ်တော့မှမို့လို့ပဲအဲ့ဒီအချိန်မှာပဲမျက်နှာပြင်ကြီးပေါ်မှာတချင်းချက်လက်ပေါ်လာခဲ့တယ် The Health တီဆိုသူ Ryan Foster တီး Ryan Foster Xavier ကဒါဟာကိုပိုင်တချင်းဆိုတာမြင်တာနဲ့စိတ်ဝင်စားသွားခဲ့တယ်သူ Ryan ရဲ့အရင်တချင်း Someone Like You ကိုကြားဘူးလေတကယ်ကိုအရေးသွေးမြင့်တချင်းတစ်ပုတ်ပါဒါပေမဲ့ Ryan ရဲ့နာမည်ဆိုးကြောင့်အခုထိတိတ်ကူးမဆိုင်ခဲ့တာစင်နောက်ဖက်မှာတော့အခြားပြိုင်ပွဲဝင်တွေမယုံနိုင်စွာတပ်ပြင်းချလိုက်ကြတယ်ဒီလိုပွဲမျိုးမှာကိုပိုင်တချင်းဆိုပြလာတယ်လား